ကြဒီနေ့လေးလည်းတက်ပြီးရင်ကော်ပြန်လေးလည်းစားနော်ဒီနေ့လေးကပူလုံးတော့မှကြနော်ဟိုယောက်ျားရဲ့မိန်းမလေဒီတော့ယောက်ျားရဲ့ပညာတွေကိုလေအရှင်သေးဆောင်ကပြီးတော့တောင်းမှမှာနော်မိန်းမခွင့်တော့ပါနော်အတိလို့ဖြစ်တာပဲခွင့်လို့တယ်ခွင့်လို့တယ်ကြဒီခုလေယောက်ျားရဲ့ဟိုတင်နေအရင်အောင်မြင်နေပြီဆိုတော့ဟိုတင်နေရနဲလာတယ်တင်နေရ ဟိုတော့ဒီလိုတင်နေလားနဲတယ်ဆိုတဲ့အကြောင်းရင်းကပထမတုတ်တင်တန်းကဆင်ပြီးတော့အခုကဒီကျောင်းသားဟောင်းနှစ်ယောက်ကပထမတုတ်မှာသူစာမကြည်လို့ဆိုပြီးတော့မောမှန်တင်တန်းထက်တက်ကြပြန်တက်အခုဒီတစ်ပတ်တင်မဲ့တင်တန်းသားကတော့အားလုံးကရုပ်100ကျော်လောက်ဖောင်တော့တင်ထားကြတာဟာ100ကျော်ကြီး100ကျော်လာကြမှာ100ကျော်ဟာအရင်တော့လာပဲဆိုရအောင်မြင်နေပြီပေါ့ပေါ့တာဒီစားကျွန်တော်လေအရင်ဘက်ကတင်နေစင်းတော့အစီများကိုအရာအားကြောင့်အခုချိန်တော့ဆိုသူတို့အောင်မြင်ကြီးပွားတိုးတက်နေတော့မကြောက်တော့တာပေါ့နော်တဲ့တဲ့လေသူများတို့အောင်မြင်နေသူများတို့ကြီးပွားရင်စာကြိုးစားတယ်ကြိုးစားတာမင်းလည်းငါလည်းမကြိုးစားလို့ပထမဆုံးမှကြံခဲ့တာပေါ့ဩဆရာဒီတော့မှတော့ကျွန်တော်တို့ရှယ်ကြိုးစားမှာဆရာအဲ့လိုဖြစ်စေချင်တာညီနေတော်တပည့်တွေကဘလောက်တော်လဲmaster brain နဲ့ master brain ဒါဆိုရမ်းတော်ကြဒါပေါ့ဆရာလူတွေဟိုကျွန်တော်ဒီမှာတိုင်မှုကြည့်ပါဆရာကျိုးဆိုပါလေဗျာအဖိုက်မှာဒါဆိုရှောက်လာတယ်မှာမပါဘူးအတိအသေးချက်ချင်းတော့နေတာစိတ်သူစိတ်နဲ့သူလာတာကဲဒါဘာသိချင်လဲဒါမေးစင်ပြောကျွန်တော်ဘာမှမသိချင်ပါဘူးဆရာအပြင်မှာမိုးနေတအားရွာလို့မိုးလာခုလားဘာဖြစ်လဲကွာပတန်းကိုပိတ်တာတော့ပြန်ပြီဟောလာကဲပါဆရာကဲပါဒီကဘက်ကစဉ်းစားတယ်ကောအေးစီဝါရေးစစ်တယ်တို့ရန်လို့စွတ်ကျင်နေတော့ပြသွားကြီးဟေးကျွန်တော်ဆရာတင်မင်းပညာရေးနဲ့ကျွန်တော်နေနေလို့လားမင်းမပြောတော့ကိုရနေဘူးဟာမအဲ့ဒါခက်တာတယ်လို့ရှေ့တင်ပေးလိုက်တာဒီကောင်လား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 ဒီကောင်ဟာမင်းမရေးတယ်ဆရာရှင်ကျမတို့ကဘာတင်ပေးလိုက်တာလဲကျမတို့ကအခုရက်သမားဖြစ်နေပြီကျဟောတော့ကလေးရေမမဟုတ်ဘူးလားရှင်တော့နည်းနည်းပဲတောက်တာအခုဘူးလိုက်ဘာမှမလုပ်တော့ဘူးဘာမှမလုပ်တော့ဘူးဘူးပြီးပြောဘာလဲပြောနေရလဲဘာလို့မလုပ်တော့ဘူးလို့အဲ့ဆရာတင်မင်းနဲ့ပညာနဲ့ကျွန်တော်လို့ဘယ်လိုကအရင်ကအသုံးချပြီးလုပ်ပါလို့ပြောရလေကျွန်တော်ရေကိုတုံးချတာလေဆရာဟိုပရန်ရအောင်ဆိုပြီးတော့ဒီပြမကန်ဆမ်းမပါလေအဲ့ကန်ဆမ်းမကျွန်တော်ပေါင်းနဲ့တောက်ရတယ်ဘုဖြစ်တော်တော့ပြောဟာမင်းတို့လူရဲနေရပဲငါပြောရမှုပြီအရက်ဆိုင်ဖွင့်มาလားအရက်ကိုလည်းယူมาလားစားပြပြအရက်ကိုအသုံးချပြီးအလုပ်လုပ်ဆိုတော့မင်းကိုကံမဲ့ဖောက်ခိုင်းတယ်မဟုတ်ဘူးလေယူရဩဒုက္ခပါပဲကျွန်တော်ရင်သမားဆိုလို့ကန်ကောင်းတဲ့လူကြီးအောင်ဒီကန်တော့ကောင်းတယ်ဒီလေအခုမမကခိုးရနေပြီဟာဒုက္ခပဲကွာကဲအခုကျမရောက်တဲ့အရက်သမားဖြစ်သွားတယ်ရှင်အဲ့တော့အရက်ကိုပြန်ဖြတ်ပေးအရက်ပြန်မဖြတ်ပေးဆက်ပြမင်းဗျာဟုတ်တယ်ဘာလဲလဲကွာပြခဲ့ဘူးပြောရတော့လေဘောအတုံးချပြီးကြီးပွားချမ်းတောင်လို့ဆိုအေးလေဟုတ်တယ်ကျွန်တော်ကြီးပွားချမ်းတယ်မင်းလည်းကျွန်တော်ကျွမ်းစော်နေဆရာဟင်အခုပတ်စံပေးတယ်ကျွန်တော်ဆိုလိုက်အပြင်မှာသေးတယ်ဆိုတော့ကျွန်းတင်နေဟာဟုတ်တယ်လေကျွန်းသိန်းနဲ့ဆယ်ရောကဲမင်းကသိန်း100ပဲရှင်ရောနဲ့ဟောလုံးလေအဲ့လိုမဟုတ်ဘူးလေဟဲ့မင်းဘာကြီးရှောက်လို့လဲငါပြောတဲ့အဓိပ္ပာယ်တခုကွာတယ်လီဖုန်းအသုံးချပြီးကြီးပွားချမ်းအောင်လို့ဆိုတော့ခမင်းစားအစားတော့ဘလော့ကလုပ်မှလားတစ်တော့မှလိုက်လို့မှလားအဲ့လိုမျိုးနဲ့ပတ်ဆိုင်ရှာခိုင်းတာကျွဲစော်ခိုင်းတာမဟုတ်ဘူးလေယူဟာမင်းဒုက္ခပါပဲကွာကားနဲ့ပါဆိုင်နေတယ်ရှင်းနေတာကလည်းရှင်းတာတကယ်ကျောင်းရောက်တော့ဘာလဲတင်ပေးလိုက်ဘာဖြစ်တာလဲလို့ကျမရောက်တော့ကိုသားလောက်ဖြစ်နေပြီမရင်ငါထားတယ်ရှင်းဘလို့လောက်ပါလဲကြောင်းရှင်းဘလို့လောက်ပါကျမရောက်တော့ကိုဘလို့လောက်ပါဘာဖြစ်တာလဲဟောရှင်းပြတော့ဆရာပဲကျွန်တော်ပြောတယ်လေဆရာရဲ့တပင်းမကောင်းရင်တပင်းပြောင်းဆိုင်ဆိုအဲ့ဒါဒီတပင်းကြီးမကောင်းလို့ဆိုပြီးတော့ကျွန်တော်နောက်တပင်းစိုက်တာကျွန်တော်မရရနေတယ်ဆိုပြီးထူတာဆရာအဲ့ဒါလည်းရတယ်လေဘလို့ရှင်းတာကြောင်းအဲ့ဒါရှင်းဘလို့ရှင်းမလားကြောင်းမုံငါပြောတာအဲ့လိုမျိုးတစ်ပင်ကိုတပင်မိတပင်ပြောင်းဆိုင်ပြောတာမရင်ငယ်ကြီးဖို့တိုက်တွန်းတော့မိမလေးရှောင်းပြောနေတာလေမကောင်းဘူးလေဆရာကြီးဒုက္ခပါပဲကွာအဲ့ဒါတူနေတာရှင်းနေတာဆရာသားပြမအဲ့ဒါ